妹妹，梅姨，梅姨，妹妹，妹妹，不好意思哎，没拿啥打我们喏。妹妹，咱们那边讲嘛，跑龙没事。妹妹，大家先打我们，我不来背包。梅姨，ကိုဒီနေ့ရေးကြီးမိတင်ရှိတယ် 妹妹，大家没发了 BB 喏。 မေးရေရုံးကနောက်ကျနေပါပြီဆိုမှကားတော့ရှာမတွေ့လို့ 妹妹，咱没讲那边喏。 မေးရေကို့ခေါင်းလျှော်ရောပဲ 妹妹，咱俺还没在乎喏。妹妹， မေးရေမေး 妹妹。 တာလက်စာရပြီနော်တူတူစားကြမယ်တားရီမိမိလျှော်ထားပြီးပြီချော်မလဲစီနဲ့သတိထားကန်နော်တားရီမိမိတို့ဒီလားသုံးစရာတွေများနေလို့မဖို့နည်းနည်းပဲယူနော်ဖေးရလဲနောက်ဆိုကြိုးပြောရောပေါ့တားရီစားပြီးရင်ဘေးစင်မှာထားခဲ့လိုက်နော်ဖေးကြီးရယ်ပစ္စည်းတွေဘယ်နာချမိလဲမှတ်ထားရောပေါ့တာမိမိနဲ့သူဈေးလိုက်ခဲ့ပါလားဖေးကြီးတောက်ရတဲ့ဘူးကြီးတင်ပေးပါဦးဖေးကြီးတားကြီးသားလေးစားရီချက်နိုင်ရလားမသိဘူးငါသားလေးထမင်းရောချိန်မှန်မှစားရလားသားလေးကြောင်းမှာအစင်ရောပြေးရလားမသိဘူး မမီစာရီကြက်ရတာရမ်းခက်တာပဲခမင်းချက်ရလဲပင်ပန်းလိုက်တာအကုန်လုံးသားတယောက်တည်းလုံနေရတော့မနိုင်မနှင်းနေဖြစ်နေရပေါ့သားငယ်ငယ်ကတည်းကအိမ်လုပ်တွေကိုနိုင်တလောက်မမင်းနဲ့တူတူကူလုပ်ပေးခဲ့ရမှာသားကိုယ်တိုင်လုပ်ကြည့်ရောမှဒီလိုလွယ်မယ်ထင်တဲ့အိမ်မှုကိစ္စတည်းဘလောက်လက်ဝင်လဲဆိုတော့နားလည်လာပါပြီမမီရဲ့သားအခုတော့သိပါပြီဆိုတာနှွေးထွေးရရုံမှုဒီနှွေးထွေးမှုကိုပုံဖော်ဖို့ကမိသားစုတိုင်းရဲ့တာဝန်ပါပဲမိမိမပြောလဲသိနေပါတာဝန်ကိုစီမျှယူပါ